မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကိုယ်ဝင်ငွေကိုနှစ်ဆမြင့်ချင်ရင်းဆိုတဲ့အကြောင်းအရာလေးကိုညှဝေပေးလိုပါတယ်ဝင်ငွေပိုရအောင်ဘယ်လိုလုပ်မလဲမေးရင်အများစုကအလုပ်ပိုလုပ်မယ်လို့ပြောကြပါတယ်တချို့ကလည်းပြောကြတယ်ပေါ့နော်အရင်ထက်နှစ်ဆလုပ်ဖို့လိုတယ်လို့ပေါ့နှစ်ဆဆိုတဲ့နေရာမှာ performance ကိုနှစ်ဆလုပ်မှာလားအချိန်ကိုနှစ်ဆလုပ်မှာလားလုပ်အားတန်ဖိုးကိုနှစ်ဆမြင့်မှာလားဒါတော့ကွဲပြားဖို့လိုပါတယ်လူတစ်ယောက်ကအချိန်နဲ့ energy အသုံးချတာနဲ့ပတ်သက်လို့အကန့်အသတ်ရှိပါတယ်။တရက်အလုပ်ချိန်9နာရီလောက်လုပ်တာကနေဝင်ငွေနှစ်ဆတိုးချိန်လို့ဆိုပြီးတော့18နာရီသွားလုပ်လို့မရပါဘူး။အလွန်ဆုံးလုပ်နိုင်ရင်12နာရီပေါ့ဒါတောင်ရေရှည်လုပ်ဖို့ခက်ပါတယ်။အလုပ်ချိန်အပြင်စားချိန်နားချိန်အိတ်ချိန်တွေလိုပါသေးတယ်။ကိုယ့်ရဲ့ဝင်ငွေကိုမြင့်တင်ခြင်းရင်တော့အကောင်းဆုံးကကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်တာကအကောင်းဆုံးနည်းလမ်းပါပဲ။ကိုယ်လုံးမှာကြည့်ရင်တာမန်ဂျူနီယာဝန်ထမ်းရဲ့ဝင်ငွေမန်နေဂျာရဲ့ဝင်ငွေ CEO ရဲ့ဝင်ငွေတွေကမတူပါဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့တာဝန်ယူမှုဒီလောက်ကင်နိုင်စွမ်းလောက်အားတန်ဖိုးတွေကမတူလို့ပါပဲ။ဒီလိုပါပဲ။တရက်ကို$2အောက်ဝင်ငွေနဲ့ဘဝကိုခက်ခဲရုန်းကန်နေရတဲ့သူတွေရှိတယ်လို့တရက်ကိုဒေါ်လာတန်းချီဝင်နေတဲ့ဘီလီယံနာတွေလည်းရှိပါတယ်။ဆိုတော့ခမရဝင်ငွေကိုနှစ်ဆမြင့်ချင်ရင်အလုပ်အချိန်ပိုလုပ်ထားတဲ့ကိုယ့်ရဲ့ငွေရှာတဲ့ scale ကိုပိုမြင့်တာကလက်တွေ့ပိုကြပါတယ်ဒီနီးလန်းနဲ့နှစ်ဆမဟုတ်ဘူးပေါ့နော်အဆ20ဆိုရင်လည်းမြင့်လို့ရပါတယ်ကျွန်တော်နဲ့ရင်းနှီးတဲ့ business consultant တယောက်ဆိုရင်မကြာခဏသူဂုံယူဝင်ကြွားစွာနဲ့ပြောတဲ့စကားတစ်ခုရှိပါတယ်ကျွန်တော်တနာရီကို consultation အတွက်ပေါ့နော်9သိန်းယူတယ်ပေါ့နော်ဆိုလိုချင်တာကသူကတနာရီကို9သိန်းတန်အောင်သူ့ရဲ့အချင်းကိုမြင့်ထားတယ်ပေါ့ဘယ်သူမှမငားပဲနဲ့ကိုယ့်ဘာသာကို9သိန်းတန်တယ်လို့ပြောနေရင်တော့တကယ်တန်ဖို့မဟုတ်ဘဲနဲ့ကိုယ့်ဘာသာသတ်မှတ်ထားတာတက်တာဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ဝန်ဆောင်မှုကိုဝယ်တဲ့သူကတန်တယ်လို့သတ်မှတ်ပြီးတော့ကိုယ့်ကိုငားရင်တော့ဒါကကိုယ့်ရဲ့တန်ဖို့အမှန်လို့ပြောလို့ရတယ်ပေါ့ပြောချင်တာကကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်ဖန်တီးတည်ဆောက်လို့ရတယ်ဆိုတာပါပဲတိုနီရောဘင်ကသူ့ရဲ့ Money Master The Game စာအုပ်မှာသူ့ဆရာ General ရဲ့ဘယ်လိုစကားခွန်သူကထိတ်ထားတယ်ပေါ့နော်မင်းနေနေတဲ့တူညီတဲ့အချိန်ကာလမှာဝင်ငွေပိုကောင်းဖို့အတွက်လုပ်ရမယ့်အရာကကိုတန်ဖိုးတက်လာအောင်လုပ်တာပဲလို့သူ့ဆရာကပြောတယ်ပေါ့နော်ဆိုတော့ကိုကငွေကြေးရအောင်မြင်ခြင်းနဲ့ဝင်ငွေတိုးခြင်းနဲ့ဆိုရင်ကိုကဒီဈေးကွက်ထဲမှာတန်ဖိုးမြင့်နေဖို့လိုမယ် professional မှမဟုတ်ဘူးပေါ့နော်ဒီစီးပွားရေးလုပ်ငန်းတစ်ခုရဲ့ brand အနေနဲ့ဆိုရင်လေကိုကတန်ဖိုးမြင့်နေမှာဝယ်သူတွေကကိုယ်စီကဝယ်မှာပေါ့နော်ကိုဒီတန်ဖိုးမြင့်မှုအကောင်းဆုံးနည်းလမ်းကတော့ဒီကိုယင်းနှိမ့်မြုပ်နှံတာပဲပေါ့နော်ဒါကိုဒီဝါရန်အဖက်ကလည်းပြောထားတယ်မင်းလုံနိုင်တဲ့အကောင်းဆုံးယင်းနှိမ့်မြုပ်နှံမှုကတဲ့ကိုယင်းနှိမ့်မြုပ်နှံခြင်းပဲလို့ဒါဒီကျွန်တော်တို့ရဲ့ယင်းနှိမ့်မြုပ်နှံမှုခရိုကြီးပေါ့နော်ဝါရန်အဖက်ကလည်းပြောထားပါတယ်ဆိုတော့ငွေနဲ့စားမြင့်ဖို့ပေါ့နော်မြင့်နေဆိုရင်တော့ကိုအကောင်းဆုံးရင်းနှီးမြှုပ်နှံတိုးတက်အောင်လုပ်ထားဖို့လိုတဲ့ဆိုတဲ့အကြောင်းလေးကိုကိုယ်တိုင်ဆင်ခြင်လို့ရအောင်နဲ့ကျွန်တော်ရဲ့ follower တွေကိုလည်းဆင်ခြင်လို့ရအောင်ဆရာရင်းဆိုရလက်ရလေးကိုညှဝေပေးလိုက်တာပါမိတ်ဆွေရဲ့ထင်မြင်ချက်ကိုလည်းကွန်မန့်မှာမှတ်ချက်ရေးသွားနိုင်တဲ့အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ